ခရစ္စတီယာနိုရိုနာဒိုဆိုတဲ့နာမည်ကိုလူတိုင်းသိကြပေမဲ့သူ့ရဲ့အောင်မြင်မှုနောက်ွယ်မှာမျက်ရည်တွေတွေးတွေနဲ့စသေးမှုတွေရှိခဲ့တာကိုရောတင်သိပါသလားသူဟာကွင်းထဲမှာမွေးဖွားလာခဲ့တာမဟုတ်ပါဘူးအတ္တလန်တစ်သမုဒ္ဒရာထဲကကျွန်းလီတကျွန်းပေါ်ကတံပြူမိုးထားတဲ့အိမ်အိုလေးတစ်လုံးထဲကနေစတင်ခဲ့ရရိုနာဒိုရဲ့ငေဘွားဟာချမ်းသာမနေခဲ့ဘူးဖနက်မပါပဲလမ်းပေါ်မှာဘောလုံးကန်ခဲ့တယ်အိမ်ခေါင်မိုးကမိုးယိုတယ်မိခင်ဖြစ်သူကသားသမီး၄ယောက်အသက်ဟင်းရည်တအိုးကိုလောက်အောင်ခက်ချက်ကျွေးခဲ့ရတယ်ဖခင်ဖြစ်သူကအရက်ဆွဲနေပေပဲသားဖြစ်သူလက်ထဲကိုဘောလုံးတစ်လုံးရောက်အောင်တော့အမြင်ပေးခဲ့တယ်အသက်12နှစ်အရွယ်မှာမိသားစုကိုခွဲခွာပြီးပေါ်တူဂီကလပ်စပေါ်တင်းစီပီကိုတယောက်ထဲထွက်လာခဲ့ရတယ်ငိုစီလေးလိုအလောင်ခံရပေမဲ့ကွင်းထဲရောက်ရင်သူဟာတားရဲတကောင်လေးအသက်15နှစ်မှာနှလုံးရောဂါကြောင့်ဘောလုံးဆက်ကန်လို့မရတော့ဘူးလို့ဆရာဝန်တွေကပြောခဲ့ပေမဲ့သူကတော့အရှုံးမပေးပဲခွဲစိတ်မှုခံယူပြီးကွင်းထဲကိုချက်ချင်းပြန်ဝင်ခဲ့တယ်။2003ခုနှစ်မန်ချက်စတာယူနိုက်တက်နဲ့ကစားတဲ့ပွဲမှာသူ့ရဲ့ခြေစွမ်းကြောင့်ဆာအဲလစ်ဖာဂူဆန်ကသူ့ကိုခေါ်ယူခဲ့တယ်။အဲဒီကနေစပြီးကမ္ဘာအကောင်းဆုံးကစားသမားဘယ်လုံတော်9ချီချန်ပီယံလိဖလားတွေနဲ့စံချိန်ပေါင်းများစွာကိုသူချိုးဖျက်ခဲ့တယ်။သူဟာပါရမီရှင်တယောက်ထဲအလုတ်အကျိုးစားဆုံးစက်ရုပ်တရုပ်လို့ကိုသွေးယူခဲ့သူပါ။မင်းရဲ့လက်ရှိရုန်းကန်နေရမှုတွေဟာမင်းရဲ့စွမ်းအားရှိဆုံးလက်နက်တွေဖြစ်လာနိုင်ပါတယ်။ရိုနာဒိုရဲ့ဘဝဟာကျွန်တော်တို့ကိုတင်ခန်းစာတစ်ခုပေးထားပါတယ်။အဲ့ဒါကတော့လူတွေကမင်းကိုမဖြစ်နိုင်ဘူးလို့ပြောတဲ့အခါအဲ့ဒီစကားတွေကိုမင်းရဲ့တွန်းအားအဖြစ်ပြောင်းလဲပြလိုက်ပါအခုလိုစိတ်ဝင်စားစရာကစားသမားတွေရဲ့အကြောင်းတွေကိုထပ်ပြီးသိချင်ရင်တော့ကျွန်တော်ကို follow လုပ်ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်ဆောင်ကြရအောင်